ကလီဘွားကလေးကပဲဒီမင်းကလေးမှာအမှန်နဲ့အလင်းကိုခွဲခြားနိုင်တဲ့ဖျားပိတ်အစွမ်းရှိနေကြတယ်။သူမကိုအယမ်းနားလေတဲ့သူမအမိတောင်တခါမှလိန်လူမရခဲ့ပါဘူး။အရွယ်ရောက်လာတာနဲ့အမျှလူတွေကသူမကို Line Hunter အလင်းရှာဖွေသူလို့ခေါ်လာကြတယ်။ဒီထူးခြားတဲ့အစွမ်းကိုလူအများကလိုလားနေကြတဲ့အတွက်စောဟီကအမှန်ကိုရှာပေးတဲ့အလုပ်လုပ်ငန်းကိုကိုယ်တိုင်ဖွင့်လှစ်ခဲ့ပါတယ်။ဒါပေမဲ့ဒီနေ့မှာတော့သူမလက်ခံလိုက်တဲ့အလုပ်တစ်ခုကအလွန်အန္တရာယ်ကြီးတဲ့အလုပ်ဖြစ်နေခဲ့တယ်။အလုပ်ပေးသူကမော်ဖီရဲ့ခေါင်းဟောင်ချစ်နေတာပါ။ညာတန်းကောင်အချိန်မှာစောဟီဟာလူမရှိတော့တဲ့အဆောက်အဦဟောင်းတစ်ခုကိုတယောက်သေးသွားရောက်ခဲ့ရပါတယ်။မော်ဖီရဲ့ခေါင်းဆောင်ကသူမကိုသူ့အဖွဲတွေကတစ္ဆာဖောက်ကိုရှာဖွေဖော်ထုတ်ပေးဖို့အမိန့်ပေးခဲ့တယ်။အဲ့ဒီတစ္ဆာဖောက်ဟာရန်ဘတ်အဖွဲကိုလျှို့ဝှက်တဲ့တွေပေးနေသူဖြစ်ပါတယ်။စောဟီဟာမော်ဖီရဲ့အဖွဲသားတွေဝိုင်းထားတဲ့အခြေအနေထဲမှာတောင်မကြောက်ခဲ့ပါဘူး။ဒီလိုအခြေအနေတွေကိုသူမအရင်ကတည်းကကြုံခဲ့ပြီးသားထင်လို့ပါ။သူမဟာမနှောင့်နှဲပဲအလုတ်ကိုစတင်လိုက်ပါတယ်။အခန်းထဲမှာကျူးချီထားတဲ့လူ3ယောက်ရှိနေပြီးတစ္ဆာဖောက်ကိုသူတို့တဲကရှာဟိုးထင်ပါတယ်။မျက်နှာအမူအရာတွေကိုကြည့်ပြီးအတန်တွေကိုနားထောင်ယုံနဲ့ပဲစောဟီကအဖြေကိုတီးပြီးသားဖြစ်ခဲ့ပါတယ်။ဒါပေမဲ့သူမကမော်ဖီရဲ့ခေါင်းဆောင်ကိုကျိုးချီထား